အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဖတ်ပြမယ့်အကြောင်းအရာလေးကတော့မနှင်းပြူလို့မြည်ရပါတယ်စာရေးသူကတော့မေတ္တာချင်းရွှေပြည်သားဖြစ်ပါတယ်ခင်ဗျာအခန်းလေးမနှင်းပြူနှင့်အာရိနာဒါနာကံမနှင်းပြူရင်းနေတုံးကဇောကြီးတွေပြန်နေသည်အိမ်ဆိုင်နောက်ခလန်လန့်တွင်ဖက်သေးသူငပိကော်ထနေသောဖွားဘူးကဘာမှမသိပေညင်ငပိဝယ်ရင်ဖြင့်ဖွားဘူးတယောက်ငပိအိုး၌အာယုံဆိုင်နေစဉ်မနှင်းပြူကငန်းကြောက်ကြီးတစ်ပြားကိုသွေးညှိခြင်းပဲအောက်တဲ့သူထိုးထည့်လိုက်တယ်အိမ်ဆိုင်လေးမှာထောနာသောမိကွက်ကအားကောင်းသောအမှောက်တို့ကိုထိရောက်အောင်ထိုးဖို့နိုင်စွမ်းမရှိပေမနှင်းပြူကငချောက်ပြားကြောင်နှငယ်ဖောင်းတဲ့ကဲ့သို့ဖြစ်နေတော့သူ့ရှေ့ပိုင်းမှာအင်ကြီးကိုဖွားဘူးတတိထားပြီးမှဆိုသောကြောင့်အလင်းအောင်နေသည့်နေရာ၌တေချာရွေးရနေမိသည်မဟုတ်တာလို့ထားလျင်အားလုံးကိုကြောက်နေရတတ်သည်ဟူသောအတွေ့အကြုံကိုမနှင်းပြူအသက်ငယ်ရွယ်နှင့်ရသွားသည်ရော့ကြမှာဖွားဘူးလမ်းပြီးသောငပိတို့ကိုယူပြီးခက်မြမှန်လှည့်ပြန်တွင်ရော့ကြမှာနေအောင်ဟူသောအတန်ကမနှင်းပြူကိုနှလုံးရသွားမှတက်ကြောက်လန့်သွားသည်ဖွားဘူးဘာပြောစရာရှိလို့လဲဖွားဘူးနာတော့ချက်ချင်းမတော်ရသေးပဲသောတကတက်နေမိသည်ဖွားဘူးကလာသက်မှာငါခိုးရတာတည်သွားပြီလားဟူသောအတွေ့ကမနှင်းပြူ၏တကောလုံးကိုမီးပုံနဲ့ထိုးတဲ့ပြစ်ခဲ့တဲ့ကဲ့သို့ပူလောင်စေသည်သူသားတို့ရောက်လာသောမနှင်းပြူ၏ကောင်းပါသပင်များကိုဖွားဘူးကပုတ်သက်ကိုင်းတွေကြီးကအုတ်စီပလင်သေးတပင်ထုတ်ပေးသည်ကြည့်စမ်းရုပ်လာတော့သပင်ကောက်လိုက်တဲ့ကလေးမှဒီအုံးစီကိုတစ်နှစ်တစ်ချိန်လိမ့်တော့သမီးသားမိန်းကလေးစိတ်ပြန်ပေါက်လာလို့ရှိရင်မြမပြည်မှာအလှဆုံးမိန်းကလေးဖြစ်မှာဒါဖွားဘူးတို့ချန်ကထွက်တဲ့အုံးသီးတွေကိုကြိတ်ထားတဲ့အုံးစီစုဖြစ်ပဲအမေနဲ့ညီမလေးကိုပါလိမ့်ငတ်လိုက်နော်ရောက်ယူသွားထိုကမှမနှိပ်ပြူရင်ပတ်တဲ့သူချိုးချက်နေသောအလုံးကြီးကျသွားတော့သည်အိမ်တို့အပြေးပြန်လာမိသည်ဒီနေ့ကငချောင်းတန်လေးကိုရှူကကျန်းနေသည့်ငပိချက်ဖြစ်မင်းစားခဲ့ရသောမင်းနှင့်မောင်နှမများ၏မျက်နှာကိုပြန်မြင်အောင်နေမိသည်အိမ်ထဲသို့ဝင်ချင်းအမေလက်ထက်သို့ငပိတုံနှင့်အတူငရမ်းကြောက်ပြားကြီးကိုထည့်ပေးလိုက်သည်မင်းမျက်နှာဝမ်းသာအားရဖြစ်သွားမည်ဟုမနှိပ်ပြူယူဆထားသည်သို့သောမင်းမျက်နှာကခက်တန်တင်းမာသွားသည်နှိပ်ပြူပြောသမ်းအမေဝယ်ခိုင်းတာငပိတစ်ထုပ်လိုမျိုးတည်းပါဒီငန်းကြောက်ပြားကဘလို့ရလာလဲအမေတို့တွေစားသိခြင်းတို့သမီးဖွားဖို့မသိအောင်ယူလာတာပါအဲ့ဒါခိုးတာပဲနှင်းပြူရဲ့ဒီလိုမကောင်းဘူးဒီလိုမခိုးကောင်းဘူးခိုးတာကအပြစ်သိကြီးတယ်နေမနဲ့လိုက်အောင်ဖြူစင်လာသောသမီးစေတနာကိုတော်တန်းနာလေသည်အမတစ်ခုကိုကျွလွန်မိခြင်းသို့သောစေတနာကောင်းပြီးကျွလွန်မိသောအမှားသာဖြစ်သည်ထို့ကြောင့်ဒိုင်ဆုံးမကျင်သောစိတ်ကိုချုံးနေကတကားပြင်ပြင်နားလည်အောင်ပြောကသုံးမလိုက်သည်ကျန်တဲ့ကလေးအလုံးတွေပါပြည့်တည်ခြင်းသောကြောင့်ပြည့်ပြည့်စုံစုံပြောဆိုသုံးပါမိသည်အမေတို့ကိုငရမ်းကြောက်ကျွခြင်းတာကသမီးမှန်တယ်အမေတို့တွေစိတ်ချမ်းသာစေခြင်းတာဖြစ်လို့မှန်တယ်လို့ပြောတာဒါပေမဲ့ဖွားဘူးဆိုင်ရာငချောက်ပြားကိုခိုးယူရတာကြတော့မှားတယ်ဘာကြောင့်လဲဆိုတော့ဖွားဘူးကိုစိတ်သိရသလိုပေါ့တစုံတစ်ယောက်ဒီစိတ်ဆင်းရဲပြီးမှအခြားသောတစ်ယောက်စိတ်ချမ်းသာမယ်ဆိုတော့အခုလိုလုပ်မျိုးကိုဘယ်တော့မှမလုပ်ရဘူးနော်ဥစ္စာစည်းစိမ်ဆင်းရဲလို့ဘယ်ပညာရှိသူတော်ကောင်းကမှထင်မသိဘူးကိုချင်းတီလာဆင်းရဲမှသာထင်သေးရတာဥစ္စာဆင်းရဲလို့အပယ်လေးပါမကြဘူးကိုချင်းတီလာဆင်းရဲမှသာအပယ်လေးပါကြတာဖြစ်ရပါမှာမိမိပိုင်ဆိုင်နဲ့တိုက်တာချမ်းမြေပစ္စည်းတွေကိုရန်သူမျိုးငါးပါးဖြတ်စည်းခံရတယ်ဆိုတာအခုလိုသူတစ်ပါးဥစ္စာကိုခိုးယူခဲ့တဲ့အတွက်ကြောင့်ပဲအတိတ်ဘဝကမလူခဲ့ရင်လည်းအခုဘဝမှာဆင်းရဲတယ်အတိတ်ဘဝကသူတစ်ပါးပစ္စည်းဥစ္စာကိုခိုးယူခဲ့ရင်လည်းအခုဘဝမှာဆင်းရဲတယ်ဒါပေမဲ့ဒါနမရှိခဲ့လို့ဆင်းရဲတာကမချမ်းသာတာပဲရှိတယ်ငတ်ပြက်ဒုက္ခရောက်တဲ့အထိမရောက်ဘူးသူတစ်ပါးဥစ္စာခိုးခဲ့လို့ဆင်းရဲသူကတော့ငတ်ပြက်ဒုက္ခရောက်တဲ့အထိဖြစ်ရတယ်မိမိရဲ့တိုက်တာချမ်းမြေဥစ္စာပစ္စည်းတွေကိုမီးလောင်ခံရတာဒီမျိုးခံရတာမင်းကမတရားသိမ်းယူခံရတာတခိုးခိုးခံရတာအမွေခံသားတို့သမီးတို့ကဖြတိချင်းခံရတာတို့ဟာအတိတ်ကသူတစ်ပါးပစ္စည်းဥစ္စာကိုခိုးယူခဲ့တဲ့အတွက်ကြောင့်ပဲဦးကျော်လာဆိုတဲ့ခိုးတတ်တဲ့လူကြီးတယောက်တောင်ကိုပြောပြမယ်သူဟာခိုးတက်ရင်လာတဲ့အခါလူချင်းချင်းရဲ့ဥစ္စာပစ္စည်းကိုတော့မကရဟန်းတော်တွေရဲ့ပစ္စည်းကိုပါခိုးရဲလာတယ်ရွာဦးကျောင်းဆရာတော်နဲ့တန်ဃာတော်များတဝက်တော်သုံးဆွနိုင်မှုအတွက်ရရကစုပြီးလဲစေအေကလောက်တူထားတယ်ရွာကပဲစုပေါင်းကောက်ကြည့်ပေးကြတယ်စုပေါင်းကြည့်ပေးကြတာပေါ့ကျောင်းအတွက်စပားတွေခြေလှည့်ပြီးတဲ့အခါမှာကိုဆိုင်တဲ့စပားလောက်တော့ဘယ်သူမှကူးဆိုင်ပြီးစောင့်ကြမနေနိုင်ဘူးပေါ့ဘုန်းကြီးကျောင်းမှာပစ္စည်းဆိုတော့ဘယ်သူမှခိုးရဲကောင်မဟုတ်ဘူးလို့ထင်ထားတာလည်းပါမှာပေါ့အဲ့ဒီအချက်ကြောင့်ဦးကျော်လာအတွက်ဘုန်းကြီးကျောင်းမှာစပားတွေကိုခိုးယူဖို့လွယ်သွားတာပေါ့ပထမတစ်နှစ်နှစ်တင်းခိုးတယ်သူဘာမှမဖြစ်ဘူးဒုတိယတစ်နှစ်လေးတင်းခိုးတယ်ဘာမှမဖြစ်ဘူးတတိယတစ်နှစ်ရှစ်တင်းခိုးတယ်ဘာမှမဖြစ်ဘူးသုံးနှစ်သုံးချိန်နှစ်ဆတက်ခိုးပေမဲ့ဘာစိုးကျိုးမှမပေးတာမရှိတဲ့အတွက်
ခိုးတာပြစ်မရှိဘူးလို့ဦးကျော်လာသိတဲ့မှာယုံကြည်သွားတယ်။ဒါကြောင့်စတုတ္ထနှစ်မှာ16တင်းအထိတက်ခိုးတယ်။ဘုန်းကြီးเจ้าမိုင်တပားကတပားပုံကအကြီးကြီးဆိုတော့သူခိုးတာကိုဘယ်သူမှမသိဘူး။ဒါပေမဲ့သူကိုယ်တိုင်သိတယ်။အကုသိုလ်ကံကလည်းသိတယ်။မကောင်းမှုအကုသိုလ်ကမကောင်းကျိုးပေးဖို့အတွက်သူတစ်ပါးသိကြမလို့ဘူး။မိမိကိုယ်တိုင်သိတာရဲ့။အကုသိုလ်ကံကသိတာရဲ့နှစ်ခုနဲ့တည်းလုံလောက်ပါတယ်။ဒီသမားနဲ့32တိန်ခိုးတဲ့ချိန်ရောက်မှပဲမကောင်းကျိုးစပေးတယ်။တရားသီးဟာရှင်းပြီးမှမဲ့တယ်လို့ကုသိုလ်ကံအကုသိုလ်ကံဆိုတာဟာလည်းရင်းချက်ချိန်ရောက်မှကောင်းကျိုးမကောင်းကျိုးပေးနိုင်တယ်။အဲ့ဒီတည်းကသူဟာ9လေး9ကောင်ကိုနန်းတွင်းစားနဲ့ဝါချမ်းနဲ့ညှက်ပြီးမိကြီးမှกินထားတယ်။ငါးခင်မကြက်သိမ်းပြီးကိစ္စတစ်ခုပေါ်လာတာကြောင့်အိမ်တိန်ကိုခဏဆိုပြီးချက်သွားတယ်။အဲ့ဒီချိန်မှာကြီးတစ်ကောင်ကငါးခင်ဝါချမ်းကိုမနိုင်မနှင်းချီပြီးခိုးသွားတယ်။ဦးကျော်လာရဲ့အိမ်ခေါင်မှုကမှာပဲနားပြီးစားဖို့လုပ်တယ်။အောက်ပိုင်းဝါချမ်းစာမှာမီးရလောင်နေတယ်။နေရာစီလည်းဖြစ်တယ်လေရလည်းတိုက်မိုးထားတဲ့အင်ပတ်ချောက်တွေကလည်းကျွတ်ရွနေတော့ဦးကျော်လာတိန်လုံးကိုခေါင်ကနေမီးစာရှို့လိုက်တဲ့ကဲ့သို့တဟုံဟုံလောင်တော့တာပေါ့ဦးကျော်လာပြောင်းလာတဲ့ချိန်ကျတော့အိမ်ဝိုင်းတွေကတပားကြီးတွေပါမီးရလောင်နေပြီတော့ရဆိုတော့ဘယ်မီးသက်မှလည်းမလာနိုင်ဘူးလေအဟောစရာကောင်းတာကဘေးအိမ်အိမ်မှမီးမကူပဲသူ့ခြံတစ်ခြံနဲ့ကိုပဲစိတ်ပြေနေပြေလောင်နေလိုက်တာသူခတ်ထားတဲ့ခြံစည်းရိုးတွေလောင်မကြံဘူးသူ့ခြံစည်းရိုးမှာသုံးထားတဲ့တစ်တွေဝါးတွေကလည်းသူတစ်ပါးစီကကူရတာတွေပါနေမှာကိုသူတစ်ပါးကိုလက်နက်အာနာအာကိုပြီးနေရဆက်တက်ကြံနိုင်ချင်းတဲ့သူတွေဟာသူတို့အသက်တိမ်မှာကြတော့တာမန်လူတဲ့10ဆလောက်ကိုကြောက်နေတတ်ကြတယ်အဲ့လိုပဲသူတစ်ပါးပြည်ဒီဥစ္စာကိုမတရားခိုးယူတဲ့သူတွေဟာသူတို့ဥစ္စာတွေကိုပြန်ခိုးယူခံရရင်သို့မဟုတ်ဖြည့်ဆည်းခံရရင်တာမန်လူတဲ့10ဆလောက်ပို့ပြီးပူတတ်ကြတယ်အခုလဲဦးကျော်လာဟာသူ့တိုက်တာချမ်းမြေတွေမီးလောင်ပျက်စီးတာကိုကြည့်ပြီးစိတ်ဖောက်သွားတယ်ငါပစ္စည်းတွေကုန်ပါပြီလို့အော်ဟစ်ပြီးသူ့ခြံဝိုင်းထဲမှာရှေ့မှနောက်မှခောက်တော့ခောက်ပြန်ပြေးနေတယ်အဟောစရာကောင်းလောက်အောင်တိုက်ဆိုင်သွားတာကသူ့ရင်ရှိကရေတိုက်ထားတာခံရလို့အမြင့်ပေါ်နေတဲ့တစ်ပင်ကြီးဟာဦးကျော်လာကိုပေါ်ကွက်တိလဲကျသွားတယ်ဦးကျော်လာလည်းပွက်ချင်းပြီးတည်သုံးသွားတာပေါ့မနှင်းပြူပါဝင်ခလေးများအလုံးဒီဒေါ်တန်းဤလက်တွေ့ပြည့်ရဲ့ဇလန်းကိုစိတ်ဝင်စားနေကြသည်ခလေးအလုံးဤမျက်နှာတွင်ကြောက်ရွံ့ထိတ်လန့်နေသောအမူအရာများလည်းပေါ်နေသည်ကိုထင်သာတွေ့နေရသည်မကောင်းမှုတော့အမိကိုချက်လဲရှက်ရပါမည်ကြောက်လဲကြောက်ရပါမည်ခီးကြီးနဲ့အော်တပချက်ကြောက်ဟုသောလောကပါလာ102ပါးကြောင့်သာကမ္ဘာလောကကြီးကမပြတ်စည်းပဲတည်ရှိနေသည်မဟုတ်ပါသလား။တာကြီးသုံးကျော်လင်ကသူ့ကိုယ်လေးတစ်ခုကိုစိတ်ဝင်စားမေးမြန်းလာသည်။ကျွန်တော်တကယ်ချင်းတယောက်နှမ်းထားတဲ့သူတစ်ပါးရဲ့ပစိုးနဲ့အင်ကြီးကိုကျွန်တော်ရှေ့မှာခိုးသွားတယ်အမေ။အဲ့လိုဝစ်စားခိုးတာကရောစားစရာတပန်းဆန်တပါးခိုးတယ်လို့အပြစ်ကြီးတာပဲလားအမေ။အပြစ်ကြီးတာပဲပေါ့။ဒါ3နှစ်4နှစ်သားအရွယ်လောက်ကဒီရွာမှာအဝတ်မဝတ်တဲ့အမျိုးသားတစ်ယောက်ရှိခဲ့ဘူးလေ။သူကကလေးဘွားကစပြီးလူမျိုးရရောက်တဲ့အထိဘာဝစ်စားမှမဝတ်ပဲကိုလုံးတီးပဲနေတယ်။ကလေးဘွားတုံးကိစ္စမရှိပေမဲ့သူရရောက်တဲ့အချိန်ကျတော့သူတမကသူမိသားစုတွေကပါတိတ်ခတ်ကြအဆက်ကွဲတာပေါ့။ဒါကြောင့်သူဟာ14နှစ်သားအရွယ်လောက်မှာအိမ်ကနေထွက်ပြေးပြီးလူသူမရှိတဲ့တောနယ်ကြီးထဲမှာပဲသွားနေတယ်။နှိမ့်ကြလာတဲ့အခါမိုးစိမ်မွေးနှုတ်ကမ်းမွေးပတိုင်းမွေးတွေနဲ့ရွန်စရာကြောက်စရာလူချမ်းကြီးတစ်ယောက်လိုဖြစ်လာတယ်။ငလွန်အားကြီးလို့လက်ကွက်ညာမျိုးမှာဆိုရင်သူ့အိမ်ကိုပြန်လာပြီးမိဖို့ကြောင့်တွေကတမင်းဟင်းတွေကိုအာဝတ္တရကိုစားပြီးပြန်ထွက်သွားလိမ့်ရှိတယ်။ဒါကိုသိထားတဲ့သူမိဘတွေဟာလက်ကွက်ညာဆိုရင်အသားဟင်းကောင်းချက်ပြီးမိဖို့ကြောင့်တွေမှာတမင်းနဲ့ဟင်းကိုအသင်ထားပြီးတတ်ကြတယ်။တတိယတစ်ယောက်ဖြစ်နေပါလေရဲ့အဝတ်စားမဝတ်တာတခုအတွက်နဲ့ကျောင်းထဲမှာဘဝပြတ်နေတဲ့သားကိုကြည့်ပြီးဖခင်ဖြစ်သူဟာယူကျိုးမေးရတောက်တစ်ခေါက်ဖြစ်နေတယ်။ဘာကြောင့်ဝတ်စားဝတ်မရလဲဆိုတဲ့ဟာကိုသိကျင်တာကြောင့်သမင်းစားပြီးပြန်ထွက်ဖို့ပြင်ဆင်နေတဲ့သားကိုအတင်းမလွတ်တမ်းပုတ်ပတ်ထားပြီးမိတယ်။သားကပြန်ပြေးတယ်။အရင်ဘဝကသူဟာသူတစ်ပါးရဲ့ဝတ်စားတွေကိုခိုးယူခဲ့တာကြောင့်ဒီခုဘဝမှာအဝတ်ဝတ်ရင်ခန္ဓာကိုယ်ပါမိဘနဲ့ဝင်တဲ့ကဲ့သို့ပူလောင်လာတယ်။အဲဒါကြောင့်မွေးတာပါလို့ပြေးပြီးအတင်းရုံးကန်ပြီးတောနဲ့တဲကိုပဲပြန်သွားတယ်။နောက်အစာရည်သာမပြည့်စုံတာကြောင့်ငယ်ရွယ်နဲ့တောနဲ့တဲမှာပဲတည်သွားရတယ်။ဟိုကျွတ်တနာစရာကောင်းလိုက်တာ။အဝတ်တွေခိုးတဲ့ပြစ်ကကြောက်စရာကြီးခလေးတွေကြီးကစုတ်သက်တန်ရောအမေရိကန်ရောအကုန်ပေါင်းထွက်လာတယ်အလက်ကောင်တော်လင်ကလည်းစိတ်ဝင်စားမေးလာပြန်တယ်အမေအိမ်ချမ်းပြည်တို့လေယာတို့ကိုရင်လည်းအပြစ်ကြီးတာပဲလားအမေဟိုပြစ်ကြီးတာပေါ့မြေပေါ်ကသာ6လက်မတပေရဲ့အောက်ကြတော့အဝေစီးရောက်တာဆိုတော့န
နည်းနည်းခိုးလဲအများကြီးခိုးရရောက်တာပေါ့ဒီနေ့ကယာဒူးအနာရှိတဲ့မိမကြီးတယောက်ဟာကဲ့ရဲ့ခြံကမြေတပီလောက်ကိုပို့ယူပြီးအုတ်တိုင်းခတ်ပစ်လိုက်တယ်မြေသင်းဘက်ကလူတွေကလည်းသူ့ယာဒူးအချိန်ဝါကြောင့်ဥပဒေကိုလက်တလုံးကျလှည့်ပြီးတရားဝင်အောင်လုပ်ပေးလိုက်တယ်တစ်ဖက်ခြံရှင်ဟာသူ့မြေတပီရော့နေတာသိပေမဲ့မပြောရဲဘူးတစ်ဖက်ကယာဒူးရောငွေရောလူတိုင်းဝိုင်းရောသူ့ထက်တာတာကိုသိနေတာကိုလောကဥပဒေကိုနိုင်ကျင့်လို့ရပေမဲ့တဘာဝဥပဒေကိုတော့တည်တဲ့အခါအရှုံးမရတာပါပဲအဲ့ဒီမိမကြီးစုံသွားပြီး3-4လလောက်ကြာမှသူသမီးကျောင်းဆရာမကြီးကိုအိမ်မက်ပေးတယ်အိမ်မက်ထဲမှာအဲ့ဒီမိမကြီးကကိုလုံးတီနဲ့မြေကြီးတောင်ကြီးကိုရွတ်ကြွက်ပြီးတပတ်ချန်တဲ့ကိုအခောက်ပေါင်းများစွာတွန်ချပေးနေရတယ်မေဘာဖြစ်လို့လဲဟိုဘက်ချန်တဲ့ကိုမြေကြီးတွန်ချပေးရလဲလို့မေးတော့သူ့မြေတပေကိုခိုးယူခဲ့လို့အကျွေးပြန်ဆက်ပေးနေရတာဒါပေမဲ့ဘယ်တော့မှဒီကျွကကြီးမှမဟုတ်သလိုပိဋ္ဌဘွားကလည်းဘယ်တော့မှလွတ်မှာမဟုတ်ဘူးလို့ပြောတဲ့ပြီးတော့သမီးဖြစ်သူကပြန်ပေးတယ်မေဒီပိဋ္ဌဘွားကြီးကလွတ်အောင်ဒီမြေကျွေးတွေကြည်အောင်သမီးဘာလုပ်ပေးရမလဲဆိုတော့ပိဋ္ဌမကြီးကဖြေတယ်ပုံမှန်အတိုင်းကုသိုလ်ပြုအမျှဝေယုံနဲ့တော့ဒီမြေကျွေးတွေကလည်းမကြည့်သလိုဒီပိဋ္ဌဘွားကလည်းကျွတ်မှာမဟုတ်ဘူးအမေခိုးယူခဲ့တဲ့မြေတပေကိုပိုင်ရှင်နိုင်ပြန်ပေးလိုက်ပါပြန်ပေးပြီးတော့မှကုသိုလ်ပြုပြီးအမျှဝေပေးပါအဲ့ဒါမှဒီမြေကျွေးတွေကြည်ပြီးဒီပိဋ္ဌဘွားကလွတ်မှာတဲ့အဲ့ဒီအတိုင်းလုပ်ပြီးတော့မှပဲမြေကျွေးတွေလည်းကြည်ပြီးပိဋ္ဌဘွားကလွတ်သွားတော့တယ်သားတော်သမီးတို့ကိုအမေရေးကြီးမှကျင်တဲ့ကမိမိကိုမိမိတကယ်ကြည်ညိုလေးသားအောင်နေကြပါသူတစ်ပါးကသာလိန်လို့ရပါတယ်မိမိကိုမိမိလိန်လို့မရပါဘူးမကောင်းမှုလူတရားတစ်ခုလုံးမိပြီဆိုရင်သူတစ်ပါးကတိတာမတိတာကမတိကြပါပဲမိမိကိုယ်တိုင်တိတာကတော့တိကြပါတယ်ပြစ်သက်ကအပြစ်ကလွတ်အောင်ရဲတွေတရားသူကြီးတွေကိုလက်ထိုးလို့ရပါမယ်တန်ရာအပြစ်ကလွတ်အောင်တော့အာကုသိုလ်နဲ့ယမမင်းကိုလက်ထိုးလို့မရပါဘူးအမေတို့သားတို့သမီးတို့ကဆင်းရဲတယ်တင်းရင်သားဆိုတာလူသနာတွေလိုဒါနကုသိုလ်မများမယူနိုင်ဘူးဒါပေမဲ့ငွေကုန်စရာမလိုတဲ့သီလကုသိုလ်ကိုတော့မများယူထားတယ်နဲ့ဥမမတောက်ရင်သီလကမဆောက်နိုင်ဘူးဆိုတဲ့စကားပုံကမှားနေတယ်လူမိုက်အားပေးတကဖြစ်နေတယ်တကယ်မှန်ကသီလဆောက်မှဥမတောက်မယ်ဆိုတာပါပဲမရှိလို့ခိုးလို့မရှိရဲဆိုတဲ့စကားတိုင်းမဖြစ်ရအောင်သားတို့သမီးတို့အားလုံးမခိုးရကနေစကြင်ကြပါအဲ့လိုကျင့်လိုက်ရင်တစ်ချိန်မှာသားတော်သမီးတို့အားလုံးချိလို့မခိုးလို့ရှိဆိုတဲ့ဘဝမျိုးကိုတိချပေါက်ရောက်လာမယ်ဆိုတာအမေအာမခံပါတယ်လူဆိုတာတေမပဲပုတ်တင်တယ်မတိသေးပဲမပုတ်တင်ဘူးတေမပုတ်တာကဘသူ့ကိုမှဒုက္ခမပေးပဲမိရှုလိုက်မြင်မြုပ်လိုက်လို့ရှိရင်အိဆာပြီးသွားတာပါပဲမတိသေးပဲပုတ်တယ်ဆိုတာကိုချင်းတီလာပြည့်စည်တာကိုပြောတာဒီလူကကိုချင်းတီလာမကောင်းဘူးဆိုတဲ့အပုတ်နဲ့ဟာသူရောက်လေရာမှာနန်ဟောင်နေတယ်အဲ့လိုကိုချင်းတီလာပြည့်စည်နေသူကိုဘသူကမှအလုံးလည်းမပေးတော့ဘူးဘသူကမှလည်းမယုံတော့ဘူးဒါကြောင့်တာတော်သမီးတို့အားလုံးမသိခင်ပုတ်တဲ့လူရှင်ပုတ်မဖြစ်အောင်ကိုယ့်ရဲ့ကိုချင်းတိတ်ခါကိုဘယ်တော့မှပြည့်စည်မခံကြနဲ့ကိုချင်းတီလာပြတ်အောင်လုပ်တဲ့အဓိကတရားခံဟာခိုက်တဲ့အလုပ်ကိုမလုပ်ပဲဥစ္စာငွေကြီးကိုအလကားလုပ်ခြင်းနဲ့စိတ်ကြောင့်ပဲအလကားလုပ်ခြင်းနဲ့စိတ်ဟာမိဘဘဝကိုမတည်တတ်တဲ့စိတ်ပဲတရောင်းသားတွေအသက်မတည်ပဲဘဝတည်သွားတဲ့အဓိကအကြောင်းတရားဟာသူတစ်ပါးစီရာငွေကြီးကိုအလကားလုပ်ခြင်းလို့တဲ့စိတ်ကြောင့်ပဲဒါကြောင့်တာတော်သမီးတို့အားလုံးကိုယ်လောအောင်မပါပဲအလကားမလုပ်ခြင်းကြနဲ့ကြားလားဟုတ်ကဲ့ပါအမေသူမျက်နှာကောင်မောကြီးကယုံကြည်ချက်အပြည့်ဖြင့်ဂတိပေးလိုက်ကြတော့သားသမီး9ယောက်ကိုကြည်ပြီးဒေါ်တန်းကျင်းနေသွားသည်မိဘကောင်ဟူသည်သားသမီးများကိုပစ္စည်းဥစ္စာအမွေပေးနိုင်သည့်တိုင်အောင်ကိုချင်းတီလာအမွေတော့ပေးနေရမည်မဟုတ်ပါလားအားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာနောက်တဲ့စီတင်ကောင်းတွေကိုဖတ်မှန်နားဆင်နိုင်အောင်ကျွန်တော်ရဲ့ channel လေးကို like and follow လုပ်ပါပြီး share လုပ်ပြီးဖို့အတွက်လည်းတောင်းဆိုပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်